ပတ်စံချီပြီးတော့ပြန်မဆက်လို့အိမ်သားထဲခေါ်ပြီးတော့စော့ကားခံလိုက်ရတဲ့ကောင်မလေးတည်င်းอ่ะပေါ့နော်ထိုင်းနိုင်ငံမှာဖြစ်သွားတဲ့တည်င်းပတ်စံချီပြီးတော့ပြန်ပေးရမှာကြောက်တဲ့သူတွေကလေအဲ့ဒီအကျွေးရှင်လာလို့ရှင်ဟိုရက်ရွှေ့လိုက်ဒီရက်ရွှေ့လိုက်နဲ့အဲ့လိုမျိုးစုံတွေလုံနေတာကွယ်အဲ့ဒါနဲ့အကျွေးရှင်ကအကျွေးပြန်မရတော့သူ့အဲ့လိုမျိုးလှုပ်လိုက်တာဒါပေမဲ့အကျွေးရှင်ကတော့အဖမ်းခံလိုက်ရတယ်အဲ့ဒီသတင်းနဲ့နီးတူနောက်ထပ်သတင်းတစ်ခုရှိသေးတယ်အဲ့ဒါလည်းထိုင်းနိုင်ငံမှာပဲဖြစ်သွားတာသူတို့နှစ်ယောက်ကလေတငယ်ချင်းအရင်ကြီးတွေယောက်ျားလေးတွေပေါ့နော်သူ့တငယ်ချင်းကသူ့ပတ်စံလာချီတယ်3000ဘတ်3000အဲ့ဒါနဲ့သူကလည်းချီပေးလိုက်တယ်ဒါပေမဲ့သူ့တငယ်ချင်းကသူ့အဲ့ဒီပတ်စံပြန်မပေးဘူးသူများအကျွေးယူပြီးလို့ရှိရင်အကျွေးပြန်ဆက်မှာမဟုတ်လားပတ်စံလည်းပြန်မပေးတော့အဲ့ဒီတငယ်ချင်းအရင်ခက်ကောက်ကိုသူ့ကိုယ်တိုင်ပဲတော်ကပ်ပေးလိုက်တယ်သူ့အကျွေးပြန်မပေးလို့တချို့တွေကြတော့လေတကယ်ပဲပြန်ပေးစရာပတ်စံမရှိလို့ပေါ့နော်တချို့တွေကြတော့လေသူများပတ်စံကိုယူပြီးလို့ရှိရင်လေပြန်ကိုမပေးချင်ကြတာအဲ့လိုလူတွေလည်းရှိတယ်ဒါပေမဲ့အကျွေးဆိုတာကတော့စက်တက်ရင်ကြည်ပါတယ်ပတ်စံကမချီတာအကောင်းဆုံးပဲချီပြီးလို့ပြန်တောင်းရင်လေကိုကအမုန်းခံရတယ်ကိုကလည်းအကျွေးမယူတာအကောင်းဆုံးပဲ